lu chalo de ban ba dong ba li ba nga ba chao ba kun ba shi ba gu ba se ba de ma ti chao lu cha de no di ri cha lo tha lai bo ya da dao cha ne cha thu ma ga na ne ro ti chao lu cha na ti lu cha tin ne dong li nga chao kun shi gu de se ya na kun ha lu cha ti cha lo tin ne dong li nga chao kun shi gu de se di tin out la ja ma sa ne to 012 바로 012만 꽤 봐 0파요 하나 얘네 누르게 좋아하는 데서 뒤통수 심으로 뒤통수 때문에 뒤통수 처음으로 처음이야 0 태잖아 0 태. 0 태에서 내가 0 ကျွန်တော်ထိုးအောင်0 1ထိုးအောင်ကဲဘောက05ရှိအဲ့နောက်တစ်ခုကကျွန်တော်ဒီနံပါတ်ဒီရှစ်ဒီလေး sorry delete alors dit je vous ciaoကျွန်တော်ထိုးမှဒီကျွန်တော်0 1 06အရင်05လို့ရှင်းရတယ်တိလူချလို့တပတ်နှစ်ပတ်သုံးပတ်လေးပတ်ငါးပတ်၆ပတ်ခုနှစ်ပတ်ရှစ်ပတ်၉ပတ်၁၀ပတ်ဒီမှာတိ6လို့ကြားတယ်နော်ဒီထက်ကြားတော့ထားလိုက်လို့ရတာတော့ကြတယ်ကျွန်တော်ထိုးမကနန်းနေရောတိ6လို့ကြားနတိလို့ကြားတင်းနေ3 4 5 6 9 10 10နခွန်ဟာလို့ကြားတိကြလို့တင်းနေ3 4 5 6 10 10ဒီတင်အောင်လာကြမစမ်းနေတော့012ဘာလို့012မှာကဲပေါ့0ပါရောနော်ရနေဒီတော့ရှင်းမလို့ဒီတော့တင်ဒီတော့ချောင်းမလို့6ပြန်0ထည့်ရနော်0ထည့်0ထည့်ဆိုတော့ဒါ01မှာကျွန်တော်ထိုးအောင်01ထိုးအောင်ကဲဘောက05ရှိအဲ့နောက်တစ်ခုကကျွန်တော်ဒီနံပါတ်ဒီရှစ်delete sorry delete alors delete je vous ciaoကျွန်တော်ထိုးမှဒီကျွန်တော်0 1 06အရင်05လို့ရှင်းရတယ်လူတယောက်ကိုမုန်းနေတဲ့စိတ်ပေါ်လာလို့ရိုက်ချင်နှက်ချင်လာတယ်ဆိုရင်သွားပြီးမုန်းတဲ့စိတ်နဲ့သွားရိုက်နှက်မယ်ဆိုပြဿနာတွေမတက်ပေဘူးလားနော်အဲ့ဒါကြောင့်မလို့စိတ်ထဲမှာဖြစ်တဲ့အတိုင်းပြောလို့လည်းမရဘူးလုပ်လို့လည်းမရဘူးစိတ်ထဲရှိတာကိုသွားပြောသွားလုပ်မယ်ဆိုလို့ရှိရင်ပြဿနာတွေမျိုးစုံတက်လာနိုင်တယ်ဆိုတာကိုယ်တိုင်လက်တွေ့ကျင့်သုံးကြည့်ခြင်းအပြင်သိနိုင်တာပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကိုယ်စိတ်ကိုဆင်ញင်သုံးသပ်ဖို့ဟောတာစိတ်ကိုဆင်ញင်သုံးသပ်ပြီးတော့စိတ်ကလေးဟာပြုပြင်ပေးရမယ့်အနေအထားမျိုးရှိရင်ပြုပြင်ပေးရစိတ်မပြောနဲ့လောကမှာမိမိတို့ရဲ့သားငယ်သမီးငယ်လေးတွေတောင်မှပဲ
မိဘတွေကဆုံးမကြကြတယ်သွန်သင်ကြရတယ်ဟဲ့ဘယ်နေရာတော့မသွားကြနဲ့ဘယ်သူနဲ့တော့မပေါင်းနဲ့ဘယ်လိုစကားမျိုးမပြောနဲ့ဘယ်လို့မလုပ်နဲ့လို့ဆိုမိဘတွေကဆုံးမသွန်ရှောင်ရမှနဲ့ဆောင်ရမှဆိုတာအမြဲတမ်းတစ်ခုရှိတယ်ပေါ့ထို့တူပဲစိတ်ထဲမှာလည်းပဲမဖြစ်တဲ့နာတွေမဖြစ်ဖို့ဖြစ်တဲ့နာတွေဖြစ်ဖို့ဆိုတာဟာတဘာဝအတိုင်းပဲဆင်ញင်သုံးသပ်ပြီးတော့ကြည့်ကြရမှာဒါကဘုရားမြတ်စွာဟောကြားတဲ့နိစ္စနစ်တစ်ခုပဲမြတ်စွာဘုရားရဲ့အဆုံးအမဟာ mind center တိချင်းလို့ခေါ်တဲ့အတိုင်းစိတ်ကိုဗဟုပြုပြီးတော့ဆုံးမတာဒါကြောင့်မို့စိတ်ဟာအရာရာဥဆောင်နေတာဖြစ်သောကြောင့်တဲ့စိတ်ဟာပျက်စီးနေတဲ့စိတ်ကတစ်မျိုးကြည်လင်းနေတဲ့စိတ်ကတစ်မျိုးလောဘတွေဒေါသတွေမောဟတွေလွှမ်းမိုးထားလို့ရုပ်ပြက်ပုံပြက်ပန်းပြက်ဖြစ်နေတဲ့စိတ်နော်လောဘဒေါသမောဟတွေလွတ်ကင်းပြီးတော့မေတ္တာကရုဏာတွေလွှမ်းခြုံနေလို့တန်ရှင်းစင်ကြယ်နေတဲ့စိတ်လို့ဆိုတာစိတ်အခြေအနေဟာနှမျိုးရှိတာပဲအဲ့ဒီလိုနှမျိုးရှိတဲ့အခါမှာဒီလောဘဒေါသမောဟတွေဖြစ်စည်းထားလို့ပုံပြက်ပန်းပြက်ဖြစ်နေတဲ့စိတ်ဆိုတာကိုပဋ္ဌုထစိတ်လို့ခေါ်တယ်အဲ့ဒီပဋ္ဌုထစိတ်လို့ခေါ်တဲ့ပျက်စီးနေတဲ့စိတ်နဲ့မနတစီပဋ္ဌုထေနဘာတတိဝါကရောတိဝါပြောလိုက်မယ်တစုံတစ်ခုကိုလှုပ်လိုက်မယ်ဆိုလို့ရှိရင်တဲ့ဘာဖြစ်လာတတောနံဒုက္ခမနွေတိအဲ့ဒီလိုမိမိစိတ်ပျက်စီးနေတဲ့စိတ်နဲ့ပြောလိုက်ခြင်းလှုပ်လိုက်ခြင်းကြောင့်ပြဿနာတွေနောက်ဆက်တွဲလိုက်လာမှာဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဟော